ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး12ပတ္တခပွဲခံချိန်6ရက်လိုသေးသောအခါအထက်ကသေလွန်၍သေခြင်းမှထမြောက်စေတော်မူသောလာဇရုနေရာအရပ်ဘေသနိရွာသို့ယေရှုသည်ရောက်တော်မူ၏ထို့ကြောင့်ထိုသူတို့သည်ပွဲလုပ်ကြသဖြင့်မာသသည်လှုပ်ကြွေးမှုကိုဆောင်၍လာဇရုသည်ကိုယ်တော်နှင့်အတူလျောင်းသောသူတို့အဝင်ဖြစ်၏ထိုအခါမာရိသည်အဖိုးများစွာထိုက်သောငါတို့စီမွေးစစ်အကျပ်30ကိုယူ၍ယေရှု၏ခြေတော်ကိုလိမ့်ပြီးလျင်မိမိစပယ်နှင့်တောက်သဖြင့်ထိုစီ၏အမွှေးသည်တိမ်လုံးသို့နှံ့ပြ၏တပည့်တော်တို့အဝင်ဖြစ်၍ကိုယ်တော်ကိုအနှံ့မြစ်သူရှမုန်၏သားယုဒရှကာယုတ်ကထိုစီမွေးကိုဒေနာရိအပြား300ဖိုးနှင့်ရောင်း၍စင်ရဲသောသူတို့အားအဘယ်ကြောင့်မပေးသနည်းဟုဆို၏ထို့သောဆိုသောဆင်းရဲသောသူတို့အကျိုးကိုထောက်၍ဆိုသည်မဟုတ်မိမိသည်တခိုးဖြစ်လျက်တပည့်တော်များ300ငွေအိတ်ကိုဆောင်၍နှိုက်ယူတတ်သောကြောင့်သာဆိုသည်ယေရှုသည်လည်းထိုမိန်းမကိုရှိစေတော့ငါ၏အလောင်းကိုတကြိုခြင်းငှာပြင်ဆင်သောနေ့တိုင်အောင်သူသည်ဤစီမွှေးကိုပို့ထားပြီးဆင်းရဲသောသူတို့ကသင်တို့၌အစဉ်ရှိကြ၏ငါမူကားအစဉ်ရှိသည်မဟုတ်ဟုမိန့်တော်မူ၏ထိုအရ၌ယေရှုရှိတော်မူသည်ကိုယုဒလူများအပေါင်းတို့သည်သိလျင်ကိုယ်တော်ကြောင့်သာလာသည်မဟုတ်ပေခြင်းမှထမြောက်စေတော်မူသောလာဇရုကိုမြင်ခြင်းငှာလာကြ၏ထို့သောယုဒလူများတို့သည်လာဇရုကိုအကြောင်းပြုသဖြင့်ထွက်သွား၍ယေရှုကိုယုံကြည်သောကြောင့်ယဇ်ပုရောဟိတ်အကြီးတို့သည်လာဇရုကိုလည်းတတ်ခြင်းငှာတိုင်ပင်စီရင်ကြ၏နက်ဖြန်နေ့၌ယေရှုသည်ယေရုရှလင်မြို့သို့ကြွလာတော်မူသည်ကိုထိုပွဲသို့လာသောလူအစုအဝေးအပေါင်းတို့သည်ကြားရလျင်စွန်လန်ကဲများကိုကန်လျက်ကိုယ်တော်ကိုခီးဦးကြိုပြုအပ်သောမှထွက်သွားကြ၏ဟုကြွေးကြော်ကြ၏ကျမ်းစာ၌လာသည်ကားအိုဇီးအောင်တို့သမီးမစိုးရင်နှင့်သင်အရှင်မင်းကြီးသည်မြဲကလေးကိုစီး၍သင်ရှိရာသို့ကြွလာတော်မူသည်ကိုကြည့်ရှုလော့ဟုရေးထားသည်နှင့်အညီယေရှုသည်မြဲကလေးကိုတွေ့၍စီးတော်မူ၏ထိုအကြောင်းအရာကိုတပည့်တော်တို့သည်အစအဦး၌နားမလည်တော့လေကိုယ်တော်ကိုယဉ်မှတ်၍ထိုသို့ရေးထားသည်ကို၎င်းကိုယ်တော်အားထိုသို့ပြုကြသည်ကို၎င်းဖုံးပွင့်တော်မူသည့်နောက်တရိယာ၍မှတ်မိကြ၏နောက်တော်သို့လိုက်သောသူအစုအဝေးတို့သည်ကလာဇရုကိုသင်္ချိုင်းတွင်မှခေါ်၍သေခြင်းမှထမြောက်စေတော်မူသည့်အကြောင်းကိုသက်သေခံကြ၏ထိုနမိတ်လက္ခဏာကိုပြတော်မူသည်ဟုလူများတို့သည်သတင်းကြားသောကြောင့်ကြီးဦးကြိုပြုအပ်သောငှာထွက်သွားကြ၏ဗာရိရှဲချင်းချင်းတို့လည်းသင်တို့သည်အလင်းမတက်နိုင်ဤလောကသည်ကိုယ်သူနောက်သို့လိုက်သွားပါပြီတကားဟုပြောဆိုကြ၏ကိုယ်ကိုယ်ချင်းအမှုနှင့်ထိုပွဲသို့ရောက်လာသောသူတို့တွင်ဟေလသလူအချို့ပါ၏ထိုသူတို့သည်ဂါလိလဲပြည်ဗက်ဇဲရမြို့သားဖြစ်သောဖိလိပ္ပုထံသို့သွား၍ကျွန်ုပ်တို့သည်ယေရှုကိုမြင်ချင်ပါသည်ခင်ဗျာဟုတောင်းပန်ကြ၏ဖိလိပ္ပုသည်သွား၍အန္ဒြေကိုကြားပြောပြီးမှထိုသူနှစ်ယောက်တို့သည်ယေရှုကိုလျှောက်၏ယေရှုကလည်းလူသားသည်ဘုံပွင့်ရသောအချိန်ရောက်လာပြီငါအမှန်ကန်ဆိုသည်ကားမြေ၌ကျသောစပါးစေ့သည်မပြတ်လျင်တခုတည်းနေ၏ပြက်လျင်မူကားများစွာသောအသီးကိုသီးတတ်၏မိမိအသက်ကိုနှမျောသောသူသည်အသက်ဆုံးလိမ့်မည်ဤလောက၌မိမိအသက်ကိုမုန်းသောသူမူကားထာဝရအသက်ကိုစောင့်ရှောက်လျက်နေ၏ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျင်ငါနောက်သို့လိုက်ရမည်ငါ၏အမှုဆောင်သည်လည်းငါရှိရာအရပ်၌ရှိလိမ့်မည်ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျင်ထိုသူကိုခမည်းတော်သည်ချီးမြှောက်တော်မူလတံငါသည်ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏အဘယ်သို့ငါလျှောက်ရမည်နည်းထိုအချိန်မှအကျွန်ုပ်ကိုကယ်တင်တော်မူပါအဖဟုလျှောက်ရမည်လောအကြောင်းရှိ၍သာထိုအချိန်သို့ရောက်လာပြီအိုအဖကိုယ်တော်၏နာမတော်ကိုချီးမြှောက်တော်မူပါဟုမိန့်မြွတ်တော်မူ၏ထိုအခါကောင်းငင်မှစကားသံငါချီးမြှောက်ခဲ့ပြီ
တပန်ကြီးမြောက်အောင်မည် ဟုလာ၏ဝိညာဉ်လျက်ရှိသောလူအစုအဝေးတို့သည်ကြားလျင် မိုးချုံသည် ဟုဆိုကြ၏အချို့ကလည်း ကိုတော်အားကောင်းတဲ့တပံမွဲသည် ဟုဆိုကြ၏ယေရှုက ထိုစကားသံသည်ငါအဖို့အလိုငါလာသည်မဟုတ်သင်တို့အဖို့အလိုငါလာ၏ယခုတွင်ဤလောကသည်တရားစီရင်ခြင်းကိုခံရ၏ယခုတွင်ဤလောကကိုအစိုးရသောမင်းသည်ပြင်သို့နှင်ထုတ်ခြင်းကိုခံရလိမ့်မည်ငါသည်လည်းမြေကြီးနှင့်ခွာ၍မြှောက်ထားခြင်းကိုခံရလျင်လူအပေါင်းတို့ကိုငါထံသို့ငါဆွဲမည်ဟုမိန့်တော်မူ၏ထိုသို့မိန့်တော်မူသောမိမိသည်အဘယ်သို့သေရမည်အရေးကိုပေးတော်မူ၏လူများတို့ကလည်းခရစ်တော်သည်အစဉ်အမြဲတည်သည်ဟုပညတ်တိကျမ်း၌လာကြောင်းကိုအကျွန်ုပ်တို့ကြားသိရပြီတို့ဖြစ်လျင်လူသားသည်မြှောက်ထားခြင်းကိုခံရမည်ဟုသင်သည်အဘယ်သို့ဆိုသနည်းထိုလူသားသည်အဘယ်သို့သောသူနည်းဟုဆိုကြ၏ယေရှုကလည်းအလင်းသည်သင်တို့တွင်ခဏသာရှိ၏အလင်းရှိစဉ်အခါသွားလာကြလော့သို့မဟုတ်လျှင်မှောင်မိုက်သည်သင်တို့ကိုမှီလိမ့်မည်မှောင်မိုက်၌သွားလာသောသူသည်အဘယ်စီသို့မိမိသွားသည်ကိုမိမိမသိအလင်းရှိစဉ်အခါအလင်းဤသားဖြစ်အံ့သောငှာအလင်းကိုယုံကြည်ကြလော့ဟုမိန့်တော်မူ၏ထိုသို့မိန့်တော်မူပြီးမှယေရှုသည်ထွက်ကြွ၍ထိုသူတို့ကိုတိမ်းရှောင်လျက်နေတော်မူ၏ထိုများလောက်ကြီးစွာသောနမိတ်လက္ခဏာတို့ကိုသူတို့မျက်မှောက်၌ပြတော်မူသောလေသူတို့သည်ယုံကြည်ခြင်းသို့မရောက်ကြပရောဖက်ဟေရှာယဟောဘူးသည်ကအိုထာဝရဘုရားကျွန်ုပ်တို့ဟောပြောသောသတင်းစကားကိုအဘယ်သူယုံပါသနည်းထာဝရဘုရား၏လက်တော်သည်အဘယ်သူအားထင်ရှားတော်မူသနည်းဟူသောစကားသည်ပြည့်စုံခြင်းသို့ရောက်သည်တဖန်ပရောဖက်ဟေရှာယဟောပြန်သည်ကားသူတို့မျက်စိမမြင်စိတ်နှလုံးနားမလဲအကျင့်မပြောင်းလဲသူတို့အနာရောဂါကိုငါမငြိမ်းစေသည့်တိုင်အောင်သူတို့မျက်စိကိုကွယ်စေတော်မူ၏သူတို့စိတ်နှလုံးကိုမိုက်စေတော်မူ၏ဟူသောစကားကြောင့်ထိုသူတို့သည်ယုံကြည်ခြင်းသို့မရောက်နိုင်ကြဟေရှာယသည်ဖုံးအာနုဘော်တော်ကိုမြင်၍ဗျာဒိတ်တော်ကိုပြန်စဉ်တွင်ထိုစကားကိုဟောပြောသည်သို့တော်လည်းအရာရှိများတို့သည်ကိုယ်တော်ကိုယုံကြည်ကြ၏တရားစရာမှဖာရိရှဲတို့သည်နှင်ထုတ်မည်ကိုစိုးရိမ်သောကြောင့်ထင်ရှားစွာဝန်မခံကြအကြောင်းမူကားဘုရားသခင်ပေးတော်မူသောဖုံးအသေးရတဲ့လူတို့ပေးသောဖုံးအသေးကိုတာ၍နှစ်သက်ကြ၏ယေရှုကလည်းငါကိုယုံကြည်သောသူသည်ငါကိုသာယုံကြည်သည်မဟုတ်ငါကိုဆေလွတ်တော်မူသောသူကိုယုံကြည်၏ငါကိုကြည်မြင်သောသူသည်ငါကိုဆေလွတ်တော်မူသောသူကိုကြည်မြင်၏ငါကိုယုံကြည်သမျှသောသူတို့သည်မှောင်မိုက်၌မနေစေခြင်းငှာငါသည်အလင်းဖြစ်လျက်ဤလောကသို့ကြွလာပြီငါစကားကိုကြားသောသူသည်မယုံကြည်ဘဲနေလျင်ထိုသူကိုငါသည်အပြစ်မစီရင်လောကီသားတို့ကိုအပြစ်စီရင်အံ့သောငှာငါလာသည်မဟုတ်လောကီသားတို့ကိုကယ်တင်အံ့သောငှာငါလာ၏ငါကိုပယ်၍ငါစကားကိုနားမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏ငါဟောပြောသောစကားပင်နောက်ဆုံးသောနေ့၌ထိုသူအားအပြစ်စီရင်လိမ့်မည်အကြောင်းမူကားငါသည်ကိုအလိုလျောက်ဟောပြောသည်မဟုတ်ငါကိုဆေလွတ်တော်မူသောခမည်းတော်သည်အဘယ်သို့ငါဆုံးမဟောပြောရမည်ကိုပညတ်ပေးတော်မူပြီခမည်းတော်၏ပညတ်တော်သည်ထာဝရအသက်ဖြစ်သည်ကိုငါသိ၏ထိုကြောင့်ဟောပြောသမျှတို့ကိုခမည်းတော်မှားထားတော်မူသည့်အတိုင်းငါဟောပြောသည်ဟုကြွေးကြော်၍မိန့်တော်မူ၏